ပြီလားမိုင်းတို့သမင်းမစားသေးဘူးဟမ်အဲ့ချက်လာလားဘယ်နှမ်းကပါချက်လာဘာရင်းချက်လာဒီနေ့ကြက်သေးပေါ့အဲ့ဒါကြက်သေးလားအဲ့ဘယ်ကနေမထိုင်နဲ့တာဂျိုင်းနဲ့ပဲနှွေးလိုက်မှာရှင်းရင်းတော့ပဲနှွေးလေနော်ငါဒီမှာလိုက်တော့မလဲစောင့်ရင်းနဲ့အဲ့မောင်လာထုတ်လိုက်တော့သမင်းစားမလို့လေးရေမင်္ဂလာပါတတိရတယ်လေးယူတွင်ဘိုက်ကလေးချစ်တာဒီနေ့တော့ကိုယ်ခွင့်လို့ပဲ7နဲ့စားချင်လို့ကိုတိုက်ရေးဖြစ်တယ်မထိုင်ချစ်ချူတော့ကိုတလည်းရောက်ပါပြီကဲနေရချစ်တယ်အမေစားမယ်ဟုတ်ပါအောင်ကြောက်ကြတော့လို့ခေပါပြီဒီမှာသားတော့မှာမပေးနေရပါနဲ့ဟိုဒီထဲမှာလည်းဆန်နေအောင်အခုမှမလဲတော့ဒီထဲမှာလေဒီကောင်ကြီးရှိရမယ်ခုဖြာရှိရဖြာရှိဖြာခင်းလာတော့ဆက်နော်လာပါဒီကောင်ကြီးသားဟိုဘက်ထွက်လာတယ်လာပေါ့ကူတိုင်းတိုင်းကိုကွန်းထန်လာထားမယ်နော်ဟိုင်းယူရေမင်္ဂလာပါသမင်းသားနောက်ကျနေတာလားတဲ့မေးရေဟုတ်တယ်ဒီမှာ7တစ်ခွက်ကိုစောင့်လို့ဒီသမင်းတူစားမယ်7နဲ့တရသီးနဲ့သမင်းစားမယ် Hello Mexico Amole Mama kacau diri ingat tuh ah saya tinggal di alamnya tapi saya dia haha nah ini mah ini wedi xanh đi bây giờ mua nè xe tự sao vào xin có gì máy chắc à xe đó Đây tí này chiên thế này là tuyệt vời. Món lao nhiều khác chẳng hạn. Đây là gì rồi lấy? Tao mình có chán sao này bảo là hả? Giờ lấy phép đi. Nhà phép đi nhà trả con hả? Ê, con đâu là xe bé này tí này là tuyệt vời, tuyệt vời. Nhà nó nên nhiều nó nên đi xây một đi xây nào gì nên xây đi hà gắng đó đi về ba đã rồi kia lấy gì lấy màn đi bỏ nó xe bé này thì nên sao mẹ
7 နဲ့ဒီမင်းစားမယ်အမမစ္စတာမာလိုဒါလေးဟာဒါလေးနေကင်းဆိုရင်အိပ်ပါတယ်ခင်ဗျာညဆိုရင်ကင်းဆောင်ပါတယ်ခင်ဗျာနေကင်းဆိုရင်အိပ်ပါတယ်ခင်ဗျာဒါလေးမလိုလေးကမလိုလေးကဘာမှဒီမှာမလိုလေးကဒီမှာအရန်ချစ်ရပါတော့ကြီးရဲ့အရန်ချစ်ရပါတော့ဒါတော့သားကြီးပေါ့ကွာဘိုက်ထဲမှာသားလေးဒါကတော့ကိုကြီးလှုပ်ပေးထားတဲ့မိုင်းဂါဒန်လေးနေကင်းဆိုရင်ဒီမှာကြီးကထိုင်နေဒန်းစီးတယ်အပင်ရိပ်နေဆိုတော့အေးတယ်အိမ်ထဲမှာကျတော့အမြဲတမ်းမနေနိုင်ဘူးဘိုက်လေးပြပါလားတဲ့ကြီးလာအင်ကြီးကမကြက်ဘူးဒီအင်ကြီးလေးကအဲ့လိုမျိုးဘိုက်ကိုပေါ်လို့လေပွားပွားဆိုဘိုက်ကိုမပေါ်ဘူးကြီးကဘိုက်ပေါ်ပေါ်လေးနေတယ်ဒီအင်ကြီးကအဲ့လိုဆွဲသားပျော့လေးကြီးအတွက်အဆင်ပြေရရဒီစိမ့်သိမ့်မစားနဲ့တဲ့ဟုတ်မိုင်းနည်းနည်းတော့ဘေးစားကြီးရောကြီးကိုနည်းနည်းတော့ဘေးစားစားချင်လို့အရင်စားချင်လို့ပါဒီနေ့တရက်တော့ငပိနဲ့စားခွင့်ပြုပါနော်ရပါရကြအာဒါရင်ခွဲသီးနဲ့ဆိုင်ပြီးမှုေးနေရပဲဒီကတည်းကိုအဲရိုးရခွေးမျက်လုံးကဘယ်လိုဖြစ်တာလဲတဲ့သူကခွေးမျက်လုံးကသူကငကိုတွေကအဲ့ဟုတ်လားနေဘယ်လိုခွေးမျက်လုံးကမွေးကလေးကအဲ့လိုမျိုးလို့ပေါ့ကျွတ်နေရပဲလားကြစ်ကြစ်လေးလက်တယ်နော်လက်ပြီးရစီးမိုက်တယ်ကဘာမှမထည့်ရတယ်ဘာမှမရဘူးကြောက်ဝင်နိုင်မှတို့ပြီးတော့ရပ်ပလင်းထဲဘာလို့မြို့ကြီးမဟုတ်ပါဘူးဘာမှမရဘူးတာကျော်စင်ဝင်းဟုတ်ပါမြို့ကြီးမဟုတ်တော့မထက်မဆက်လာဘူးလားမသိဘူးလားမနော်မဆက်လာဘူးလား ညို့ဒီမော့အဲ့လေမဟွာဘာမှမလုပ်ပါတရားလိုချင်တာတယ်မဟုတ်အဲ့ဘာလဲပါတယ်ငါညို့ဒီမော့တက်တာဟာမြို့ကြီးမဟုတ်ခဲ့တာဟာပါတယ်အေးအဲ့ပါတယ်မြို့ကြီးလည်းအရင်မစားဘူးဒီရကြမမလို့ရတယ်โอเคตาဟောကြီးမှာလားကြာဒီစားမယ်ဟာဒါရှောင်းယူရတဲ့အဲ့ပြရအောင်လာပြရတမီးမျိုးတော့ဒီလိုဇွန်းရှည်လို့ကျွန်တော်ဆမ်းရှိရှိဇွန်းရှည်နဲ့ချောင်းချောင်းတာလာဒီရှယ်ပဲဖောက်ပေးတရတီးနေတော့ဟုတ်ညာဒီနေ့တရက်တော့စားခွင့်ပြုပါ
လှုပ်လာဒီနေ့ကြိုရတာဟုတ်လားဒီနေ့ကြိုရဒါပါလဲအဲ့ဘာလဲပေါ့အယူထက်နော်ကြားတာခါမှမစားရတယ်နော်စားခွင့်တော့ပြီးတရက်တလေလောင်းနေတာဘာမှမဖြစ်နိုင်ဘူးဒီကအကုန်စားတာပဲအခုချိန်ကြီးရအကုန်လုံးစားနည်းစီပေါ့ဘယ်တို့ပွဲလာသေးဘူးလားနောက်ကြတဲ့ချိန်တော့သစ္စာပေါ့တမရာတူလေးဆိုတာအမအရှိရနေတယ်တဲ့သူတွေမှာကောင်းလာကြတယ်ဘေးလိုချင်ပြောပါချဲပဲလို့ချင်းပြောချဲလုံးမင်းကောင်းလားချဲပဲလို့ချင်းဒီမှာလားချဲပဲရှေ့ပဲခွဲလိုက်ဟမ်ဘယ်မှာထက်ဆမ်းမနော်ချွဲလားဟုတ်ပဲလူပြောပါđau là tôi nhà nó tôi tao ôi à con nó bỏ quay vậy máy kia đi mà kia đi sao kia đi dạ đi có salad đi không rồi sao sao xuống này ta đi thầm con tiền rồi con là tiền gì con mày muối nhỉ mua nhỉ rồi bán ạ tiền gì ví dụ đi sao là cái gì xe mạnh cô là
À đồ về đấy. Sao chuyện nào vậy? Đâu à? ကောင်းတယ် เอากลับเปิดไว้ไม่แบบเบลกันอะไรแบบไม่ตรงหรอกนี่แหละกลับมา นะครับ Ha em mà đeo đấy rồi, ngài lấy lù sao chuyện nào vào lù đấy nhái nhỉ? พูดไหนมันจุด Bà mà đi sẽ lấy, nhưng quay đi. Bỏ u bỏ bia, đi mà mới xí. Ta cũng đã gọi, quay lại là. Ê, Sao thì kiếm này nhà thì nó thì còn Dạ. Đi là chi đã lâu ngày à? À máy à máy à? Anh nghe hỏi gì? Hết đi rồi mà đi là sao không được? Đi đâu trời? Sao là trời không? Kia sao thế nào mà không biết sao? Mua sao thế nào? rất là đòn. Ấy. อืม Không nói được đâu rồi. Máy là máy thế ạ. Con là con cho cái ở vùng xa rồi mình ra chị lại xa chưa nào cho cái มาทานชื่อ trên ví dụ mà máy sao đấy không biết mà sao mà tiền đi gửi cho nó tâm y tiền đi gửi cho Không làm đấy. Đâu. pin sẽ tao vào mẹ Anh vậy thì đâu. dám hiểu à lông bị rộng như vậy thế là đúng không cả เชื่อได้ไม่ได้ Để nó làm được gì? xe bánh này cho to được này nha mày bao nhiêu này nhiều mà
မ်းပါဘူးကအတူပါပါ ဟဲ့တော့မပြီး ငါကောင်းချက်ပဲတောင်းငါတို့ဒီ final ပဲ final ရတာကိုလည်းအရင်ကြိုက်တယ်စားရသူလည်းအရင်ကြိုက် ကိုကြက်ကိုအောင်ကြက်ရတယ်နော်ကိုပြောတဲ့ကကိုကြက် ဒီနေ့စိတ်ချမ်းသာတယ်အစားချင်တယ်ကျက်အာလူလို့အမေလည်းပြပါအောင်ရှင်းလို့လည်းတွေ့တယ်ဒါလည်းနှစ်သားလို့ကောင်းလို့ပါ မိုင်းတို့စမ်းနေနော် မရနဲ့မကန်ကြည့်ပါ မလေး နှစ်ကန်ကြည့်ပါကြီးကြိုင်တာတော့ဆို3ကပဲတော့ဆို3ကကြည့်ပါ ငါလေနည်းနည်းစားဗိုက်ကြီးကတင်းတင်းသွားတော့ဗိုက်ကြီးပူပူလာနည်းနည်းထွက်ပြီအောင်ခမင်းချဲပဲအရင်မဆက်ပါဘူးအရင်မဆက်ပါဘူး အနေတော့ပဲဆက်က နော် ဟုတ်တယ် မထဆောင်းရှယ်ပဲဖြစ်ဖို့ချာရှယ်ပဲဖြစ်ဖို့ချာ လုံးဝမငံအောင်နော် တော့မငယ် အငံတက်က0ပါရပြီသားရပြီဒါတော်တော်စားနေမဘိုက်ကတော်တော်စားနေရ အစားရင်းစောင်းလာတော့မိတ်ဟုတ်တယ်ဆက်လိုက်တော့တရွတ် ဒီနေ့လေးလည်းပြင်စားတော့မယ် ဟုတ်တယ်စားလုံးမယ်ဒီနေ့ကစား မကွေးလဲပို့ပေးပါတယ်မင်းဘူးလဲပို့ပေးပါတယ်တာမွေကိုစလဲမင်္ဂလာပါ မကွေးရကိုယ်တည်းရောက်သွားပြီကိုယ်တည်းရလာ မကွေးရကြီးတို့ကိုစလဲရောက်သွားပါပြီကိုညီကဆိုင်မလားတဲ့ဟုတ်ဆိုင်မစားနေတယ်စားနေတယ် မစားရကြလို့လားမသိဘူးငတ်နေတယ်ပုတ်ပုတ်ပုတ်ရတာ ကားပါမဲထားတယ်ကောင်းပါ ဟုတ်တယ်ငတ်နေတယ်လို့ခံစားရတယ်ငါပြီးရဒီနေ့တော့အမတော့ပြပါဘူးကွာလည်းဟိုတနေ့ကလည်းစစ်ထားတယ်ဆိုတော့လေဒီရတော့ဘာမှမဖြစ်ပါဘူးလေစားပြရစီ ဒီကလည်းအိမ်မှာကျင်းမဆက်ပြီးတော့အုပ်ကောင်းမှမြင်ရတယ်ပြီးရင်ဆယ်မပြီးတော့ဖတ်မြင်ရတယ်နည်းနည်း နေဖတ်ပြီးတော့နော်ကြောက်လေးကြော်အဓိကတို့စရာပဲညီမလေးရှယ်ဘဲနဲ့အဲ့တရက်သီးနဲ့ကဟိုလိုက်ဖတ်မှုရ ညမိုက်မနှင်းအောင်မထည့်အဲ့တိုင်းပဲစား မနေ့ကဒီနေ့ ဟုတ်လားဒီမှာလည်းဒီလိုဆက်ပြီးနေဒီလိုပါချင် မဟင်းရကြောင်းမှမှာအရင်ကလည်းငါဝန်ခံတယ်အရင်ကလည်းငါဒါမဲ့အမားတို့ကနော်ဖော်မြူလာပြောင်းရနေပြီးတော့ဒီဟာအကောင်းဆုံး ပြ ဖြစ် စ် တာ တာ အေးပါလေလို့တစ်ခုကတော့ တပြေးပြေးနဲ့ တဖြည်းဖြည်းနဲ့တော့သူ့ရဲ့ sauce လေးတွေရှိုင်းနဲ့တွေ့သွားတာခွာကိုလည်းရဲနေ
လောက်ကတင်းတင်နေတာ 有没来吃吗？မင်းကြီးကြီးကြီးကြောက်ကောင်းပါလေ没想到。 ရှယ်လည်းလည်းပြင်းလာ အဖိုက်ဒီတော့ကိုနေပြီ 妈妈那样吧。 ဟုတ်ခါရအမနည်းနည်းနဲ့ခဏခဏစားအခုကတော့တစ်ခါပဲစားရမှာ 都不差一点感觉。这个不差。就啊。叫。关了下来，放。 အဲ့ဒီရဲလေးတင်ထားတယ်ဟုတ်တယ် မစားချင်တယ်တော့ဟုတ်ပါများတော့အော်ရရချင်းနော်အဲ့လိုထမင်းတော့အဲ့ရပိုင်ရမင်းလေးစားလိုက်ရတယ်အဲ့ရအောင်ကျင်းနဲ့ပီတိအရင်ပြောImungo, gue setek lesa pak oh, gue ini tidak tahu, dia memang gue, alun Johnny kan paham sah, mak, ini lah le ngalu, masih bener, kami sama, sampai sekarang, ayah saja, ayah saja,ဒီလိုရှယ်ဘဲလေးကိုမှာယူသုံးဆောင်လို့ရှင်ရင်အခုရဲ့ဒီ live ရဲ့အောက်မှာရှယ်ဘဲကိုယ်စလဲလေးတွေရှိပါတယ်သူတို့ရှိရနေပြီးတော့ကိုနဲ့နီးစက်ရမြို့ရနေပြီးတော့မှာယူလို့ရပါတယ်လို့အခုတော့တော်တော်များများမှာရနေပါပြီလွယ်ကူကူပေါ့နော်ဒီစားသလိုမျိုးထမင်းကိုအားရပါရနဲ့တနက်သေးမိန်ရှက် happy ဖြစ်ချင်တယ်ဆိုလို့ရှင်တော့ရှယ်ဘဲလေးကိုမှာပြီးစားကြည့်ပါလို့အမခံပါတယ်လို့ဒီတို့လည်းအရန်ကြိုက်တယ်အခုလို့ကိုကငယ်တွေကထမင်းကိုအဲ့လိုပဲစားတတ်တာအဲ့လိုထမင်းကိုအားရပါရစားတတ်တယ်မပြီးရင်ဆိုကိုဆိုးရရှယ်ဘဲအမလေးမပိုက်ဘူးထားပါအမလေးတော့စားလို့ရန်ကောင်းတယ်ရတာရင်ခွဲသီးနှလုံးအကြီးရှိရသီလားတည့်ကြီးနှလုံးအကြီးရှိရရှယ်ဘဲနဲ့တူစားလေးရစားမလားအခုလေစားရင်ခွဲလိုက်ငါလည်းနည်းနည်းစားဒီစားလဲစားတယ်တက်စားလဲချက်တော့နှစ်တက်စားလဲချက်တော့ဆိုတော့အဲ့လိုပဲ那能透不来吗？အေးထုတ်ပြီချက်ဖို့
ဘုခွဲနေရနှလုံးမရအဲ့လိုအမကိုမွေးပြီလားဒီတဲ့ဒီမှာဒီထဲမှာရှယ်ဘဲလေးမှာစားကြည့်ပါလို့ရှယ်ဘဲလေးအရင်ကောင်းပါတယ်လို့ဒါတော့ဒီလိုထည့်လိုက်လို့ကုန်သွားတာပေါ့နော်ခဏလေးပလင်းလေးတောက်ရအောင်ခဏလုံးဝမငန်စေရအောင်နော်လုံးဝမငန်စေရဘူးလုံးဝမငန်စေရဘူးအခုကိုယ်စလဲတွေများလာတယ်ဆိုတာကလည်းလေကိုယ်စလဲလေးတွေရောင်းရတာလည်းပါတယ်ကိုယ်စလဲလေးတွေကလည်းကြိုးစားတာလည်းပါတယ်သူတို့ရောင်းရတာသူတို့ကပိုကြိုးစားတယ်ပြီးတော့သူတို့လည်းရောင်းရတာအဲ့လိုမျက်နှာပန်းလှတယ်လို့ပြောတယ်ရှယ်ဘဲကလေမှာစားတဲ့သူတွေတော်တော်များများဟာကုံသွားပြီဆိုလို့ရှိရင်သူတို့မှာစားနေကြကိုယ်စလဲရှိမှာမှာစားကြတယ်ထပ်ပြီးတော့မှာစားကြတယ်ပေါ့နော်ဆိုတော့ရှယ်ဘဲကဘာမှထက်ထက်စရာဘာဆိုဘာမှမလို့ဒီလိုလေးထားကန်ဒီလေးကိုသူကအနယ်ကဒီအောက်မှာကျနေတတ်တယ်ဒီမှာအနယ်ကျနေတတ်တော့အဲ့ဒါလေးကိုလှုပ်လိုက်အဲ့ဒါမှလှုပ်ပြီးတော့ဒါမှမဟုတ်လဲဇွန်းနဲ့မှွေပြီးတော့ဖောက်ပြီးတော့စားလိုက်ရုံပဲဒီတို့ကလေတေးသေးချာချာကြနာနာသူ့ရဲ့အခုဆို formula ကို formula 3နှစ်ကျော်ပြီနော်တမီကျော်ပြီ3နှစ်ကျော်ပြီဆိုတော့ဒီအလုပ်ကိုကျွမ်းကျင်သွားတဲ့သဘောပေါ့သူ့ရဲ့ error တွေသူ့ရဲ့အဲ့လိုမျိုးဟိုလိုအပ်ချက်တွေကိုလည်းဒီထဲမှာရှာတွေ့သွားတာဖြစ်တဲ့အတွက်အခုကြိုတဲ့အခုနောက်ပိုင်းထွက်တဲ့ဟာကအဲ့လိုအထားလဲခံတယ်အပြင်မှာထားလို့ရှိရင်အနည်းဆုံး3လလောက်ကထားခံတယ်ဒါပေမဲ့နေပူထဲမှာတော့ချမထားနဲ့ပေါ့ကွာနေအေးတဲ့နေရာအေးများတဲ့နေရာအဲ့ဟိုမိဖို့ကြောင့်ထဲမှာဆိုလို့ရှိရင်လည်းရေနဲ့နီးတဲ့နေရာအေးတဲ့နေရာမှာထားရင်3လလောက်ခံပါတယ်ရေခဲတက်တာထဲမှာထားလို့ရှိရင်တော့မကုံမချင်းအေးတဲ့အတွက်မကုံမချင်းထားခံတယ်ဒီပလေးကုံသွားမှသာလျှင်ကုံသွားမှာပေါ့နော်ကြာကြီးထားခံတယ်ရေခဲတက်တာထဲမှာအေးတဲ့နေရာမှာဆိုလို့ရှိရင်တော့နီးစက်ရာမျိုးတွေနီးစက်ရာနေရာတိုင်းမှာအိမ်ရောက်ငွေချေစနစ်ဖြစ်မာကြီးသုံးဆောင်နိုင်ပါတယ်နည်းနည်းတော့ဆက်တယ်ဘာလို့လဲဆိုတော့ဒီကိုရိုင်းကလည်းအဲ့လိုမျိုးဆက်ဆက်ကလေးစားတာဆိုတော့လေအခုနည်းနည်းအဆက်လျှော့ထားတဲ့အဲ့လိုအဆက်လျှော့ပေးပါပြောကြတဲ့သူတွေအတွက်ပေါ့နော်ဒီပလင်းက12000ကျပါတယ်ငပိကလည်းအရန်ကောင်းတယ်ဟိုလက်ရွေးစင်ငပိပေါ့နော်ငပိကလည်းအရန်ကောင်းတယ်ငုတ်ဒီမုတ်ကလည်းအညာမပါမှုမပါငုတ်ဒီမုတ်ကမှုကအရန်ရေးကြည့်တာကိုညာမပါမှုမပါတန်ရှင်းလက်ဆက်တဲ့ဒီတို့ကိုယ်တိုင်ရွေးချယ်ပြီးတော့လုပ်ထားတဲ့ဆဆရရပေါ့နော်အဲ့တော့ယုံကြည်စိတ်ချစွာတန်တန်ရှင်းရှင်းနဲ့လူမျိုးမရွေးပါတာမရွေးဆက်သုံးနိုင်ပါတယ်ရှယ်ဘဲလေးကိုစားကြည့်ပါမှာစားကြည့်ပါအဲ့လိုထမင်းစားမိန်သွားစေရမယ်ကျဉ်နဲ့သွားစေရမယ်ဒီပလင်းလေးရှိနေုံနဲ့ကျဲဥကြော်လေးနဲ့ပဲဖြစ်ဖြစ်ကြက်သားအာလူးနဲ့လည်းအရန်လိုက်တယ်အာလူးနဲ့အရန်လိုက်တယ်ကြက်သားအာလူးလေးတစ်ခွက်ကျဲဥကြော်လေးတစ်ခွက်ချင်းဟင်းလေးနဲ့ဖြစ်ဖြစ်မပြီးရအချင်းလေးနဲ့လည်းပို့လိုက်တယ်ဒါဒီအခုဆိုလို့ရှိရင်တရက်သီးပေါ်ချိန်ရောက်တော့မယ်ဆိုလို့ရှိရင်တရက်သီးလေးနဲ့ပဲဖြစ်ဖြစ်အိုးအရန်ကိုယ့်ရဲ့ထမင်းတနတ်ဟာလေကိုယ့်ရဲ့ထမင်းတနတ်ဟာဆရာဝန်ကတော့ကြီးကိုစားလို့ရတယ်ပြောတယ်အနေချင်းပေါ့နော်အများကြီးတော့မဟုတ်ဘူးကိုယ့်ရဲ့ထမင်းတနတ်ဟာလေမိန်လေးနဲ့ပြည့်စုံသွားမယ်ထမင်းပွဲလေးဖြစ်ဖို့အတွက်ကို
ဒီမြမငပိရေဟိုးလောင်းလောင်းကိုကလေးကရှိခဲ့တဲ့မြမငပိရေလေးကိုမမေ့ပါနဲ့လို့ပြောချင်ပါတယ်ရှယ်ဘဲလေးကိုတတိယပေးပါလို့ကိုယ်စလဲလိုချင်တာပဲဖြစ်ဖြစ်ဒီတို့ကတော့ရန်ကုန်ကကိုယ်စလဲလိုချင်ရန်ကုန်က main ကိုယ်စလဲတွေကိုလွှဲပေးပြန်ပြီးလွှဲပေးတယ်ပေါ့နော်အနေနဲ့ရရကကိုယ်စလဲလိုချင်လို့ရှိရင်399423လုံး150ကိုဖုန်းဆက်ပြီးတော့ကိုယ်စလဲယူလို့ရပါတယ်မှာယူလို့ရပါတယ်တကယ်လို့တလုံးချင်းဝယ်စားချင်တယ်ဆိုလို့ရှိရင်လည်း399423လုံး150ကိုဖုန်းဆက်ပေးပါဒီလိုနီးစက်ရမြို့ရဲ့ကိုယ်စလဲတွေကိုပြန်ပြီးတော့ချိတ်ပေးပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကြီးရဲ့ကိုယ်စလဲတွေအားလုံးအခုနားထောင်နေတယ်ဆိုလို့ရှိရင်ပြောချင်တာလေးကအခု12လပိုင်းကုန်တစ်လပိုင်း1ရက်နေ့ကနေပြီးတော့တစ်လပိုင်း1ရက်နေ့เนาะအခုကိုယ်စလဲတွေကိုပြောချင်တာပါကိုယ်စလဲတွေနားထောင်ပေးပါကြီးရဲ့ချစ်တော်ကိုယ်စလဲတွေနားထောင်ပေးပါ12လပိုင်းကုန်တစ်လပိုင်း1ရက်နေ့ကနေပြီးတော့တစ်လပိုင်း2လပိုင်း3လပိုင်းကုန်4လပိုင်း1ရက်နေ့3လပေါ့နော်3လဒီချာလေးပြန်နားထောင်ပေးပါ12လပိုင်းကုန်တစ်လပိုင်း1ရက်နေ့ကနေပြီးတော့တစ်လ2လ3လပိုင်းကုန်4လပိုင်း1ရက်နေ့အတွင်း3လအတွင်းကိုယ်စလဲများ3လအတွင်းရောင်းအားအကောင်းဆုံးနဲ့အတော်ဆုံးကိုဒီလိုတန်ဖိုးကြီးလက်ဆောင်စု3စုသတ်မှတ်ထားပါတယ်ပထမစုဒုတိယစုတတိယစုပြီးလို့ရှိရင်အဲ့ထဲမှာလက်ခွဲကိုယ်စလဲလေးတွေရဲ့အကျိုးသားဆုံးစုနဲ့အလုံးလုံးဆုံးစုကိုလည်းဒီသတ်မှတ်ထားပါတယ်အဲ့တော့ main ကတော့3စုပေါ့နော်ပထမစုဒုတိယစုတတိယစုကိုဒီတို့ရွှေဆွဲကြိုးဖြစ်ရင်လည်းဖြစ်မယ်စိန်ဆွဲကြိုးဖြစ်ရင်လည်းဖြစ်မယ်စိန်လက်ကပ်ဖြစ်ရင်လည်းဖြစ်မယ်စိန်လက်စွပ်ဖြစ်ရင်လည်းဖြစ်မယ်ဒါကြီးရဲ့အခုလိုဒီကိုဝင်ဆောင်နေတဲ့အချိန်မှာဒီအလုပ်အများကြီးအရန်ကြီးမလုံးနိုင်ဘူးကိုကတော့ပံပိုးပေးတဲ့လူတော့ပဲနေရာမှာနေရတယ်ဒါပေမဲ့ကိုယ်စလဲတွေကဒီကိုရှယ်ဘဲတင်းကောကိုယ်စလဲတွေရောအခုလိုမျိုးကြီးကောင်းကောင်းမွန်မွန်ဘိုက်ကြီးနိုင်အောင်ဈေးအောင်ပေးကြတဲ့အတွက်ကြီးရဲ့ကျေးဇူးတုံးပြန်တော်အနေဖြင့်ဒီအားလုံးလုပ်ပေးတဲ့ဟာလေးပါတန်ဖိုးကြီးလက်ဆောင်လေးကိုဒီ3လအတွင်းတစ်လပိုင်း1ရက်နေ့ကနေပြီးတော့4လပိုင်း1ရက်နေ့အတွင်းမှာရောင်းအားအကောင်းဆုံးကိုယ်စလဲ3ဦးနော်ပထမစုဒုတိယစုတတိယစုပြီးလက်ခွဲကိုယ်စလဲလေးတွေရဲ့ရောင်းအားအကောင်းဆုံးနဲ့ကြိုးစားအားထုတ်မှုအတွက်ကိုလက်ဆောင်လေးတွေဒီပေးချင်ပါတယ်ပြီးတော့တားလေးမွေးပြီးပေါ့နော်ဒီ2023ဒီတော့6လတစ်ကြိမ်အခု2023မှာစမယ်ပေါ့နော်6လတစ်ကြိမ်မှာဒီကိုယ်စလဲတွေနဲ့မိတ်ဆုံစားပွဲလေးလုပ်ဖို့အစီအစဉ်ရှိပါတယ်6လတစ်ကြိမ်အဲ့တော့ main ကိုယ်စလဲတွေရဲ့ကိုယ်စလဲတွေရဲ့ main ကိုယ်စလဲတွေရဲ့ကိုယ်စလဲတွေရဲ့နောက်ပြီးဂီတို့ရှိမှာဓာတ်ရိုက်ယူတဲ့ကိုယ်စလဲတွေရဲ့ကိုဂီတို့နေရာခွဲပြီးတော့ဂီတို့မိတ်ဆုံစားပွဲလေးလုပ်မယ်ပျော်ပွဲရှင်ပွဲလေးလုပ်မယ်အဲ့လိုလေးလည်းဒီစီစဉ်ထားပါတယ်အဲ့ဒါကတော့တစ်နှစ်ကို2ကြိမ်ပေါ့နော်ကလေးလေးနဲ့လာခဲ့မယ်ဒါဒီလုတ်ပေးမှာပေါ့ဒါကတော့ကိုယ်စလဲတွေကိုဒီပျော်စီခြင်းတဲ့သဘောလေးဒီလုတ်ပေးပါမယ်ဆိုတော့ကြီးရဲ့ကိုယ်စလဲလေးတွေအားလုံးအများကြီးအောင်ကောင်းပါစေကျန်းမာပါစေအဆင်ပြေပါစေဒီထက်မကလည်းရှယ်ဘဲလေးကိုတန်ဖိုးထားပေးပါလို့အခုဆိုလို့ရှိရင်စာလေးတွေကလည်းကိုယ်တိုင်ရေးလာတယ်ဓာတ်ပုံလေးတွေလည်းကိုယ်တိုင်ရိုက်လာကြတယ်ဂီကဒါလုပ်ပေးပါဒီမတောင်းဆိုဘူးဘယ်သူမှဒါပေမဲ့ like လေးတွေနှွင့်ပေးတယ် post လေးတွေအဲ့လိုနေ့တိုင်းနှီးပါတင်ပေးတယ်ဂီမတောင်းဆိုတာဂီအားနာလို့မတောင်းဆိုတာဟုတ်အကောင်လုံးကကိုယ်အသိစိတ်တက်လေးနဲ့ကိုလေတာမန်ထပ်ပို့ပြီးတော့ကြီးကို support ပေးလာတာတွေ့ရတယ်အဲ့အတွက်ကိုဒီကနေပြီးတော့ကိုယ်စလဲတွေအားလုံးကိုကျေးဇူးအရန်တင်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဒီထဲမှာအဲ့ဒါလေးတွေရှိတဲ့အတွက်ဒီစုလေးတွေပေးဖို့စီစဉ်ထားတယ်တွေးဆုံပွဲလေးတွေဂီလုတ်ပေးဖို့ပေါ့နော်ပျော်ပွဲရှင်ပွဲလေးတွေဂီလုတ်ပေးဖို့ဂီစီစဉ်ထားတယ်ကလေးလေးရင်မွေးပြစီကြီးရဲ့ကလေးလေးက
2 လပိုင်းဂျူဒိတ်က18ရက်နေ့2 လပိုင်း18ရက်နေ့ဂျူဒိတ်အဲ့နေ့ကဒီရမွေးနေ့သူအဲ့နေ့မှာဒီကရိုးမွေးမှာဆိုတော့အဲ့နေ့မှာပဲမွေးမလားစောမွေးမလားနောက်ကျမှမွေးမလားတော့မသိဘူးတကယ်လို့အဲ့နေ့ဒါမွေးခဲ့ဒီနဲ့မွေးနေ့တူတူပဲ2 လပိုင်း18ရက်နေ့မွေးနေ့တူတူပဲကိုညီက2 လပိုင်း9ရက်နေ့ဂီက18ရက်နေ့တာအဲ့ကြားထဲမှာဖြစ်မယ်ဆိုတော့ဂီတို့တာမီတာဖာ3ယောက်ဟာမွေးလာတူတူပဲဟဲ့ဒါမွေးပြီးသွားလို့ရှိရင်မွေးပြီးတာနဲ့ဒီအဲ့တွေးဆောင်ပွဲလေးလုပ်ပေးဖို့စီစဉ်ရှိပါတယ်။ဘာလို့လဲဆိုတော့ဒီပျော်စေခြင်းနဲ့ပြီးတော့ပျော်အောင်လည်းထားမယ်။ကျေးဇူးလည်းတင်တယ်အပြင်မှာတွေ့ပြီးတော့လည်းကိုယ်စလဲတွေအားလုံးကိုနွေးနွေးထွေးထွေးနဲ့ကျေးဇူးတင်တဲ့စကားလေးလည်းပြောချင်တယ်အဲဒါကြောင့်မလို့ပါမပိုက်ကိုအခုချိန်မှာအများကြီးလှုပ်ပေးတဲ့ကိုယ်စလဲတယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ live လေးကတော့အဲ့ဒါလေးလည်းပြောချင်တာရဲ့မစားရတဲ့ share ပဲကိုအရန်စားချင်လို့ကိုလိုလိုက်တဲ့နေ့လေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကြည်နေတဲ့မစားဘူးသေးတဲ့သူရောစားဘူးတဲ့သူရော share ပဲလေးကိုအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်တတနောက်မှတွေ့မယ်